နိုင်တာကနေစတွေးတဲ့သူတွေရှိတယ်အဲ့လိုလူနဲ့တင်အလုပ်ဆက်လုပ်လို့မရအောင်နော်အဲ့လိုလူနဲ့တင်စီးပွားရေးတိုးတက်မှာမဟုတ်ဘာကြောင့်လဲမဖြစ်နိုင်ဘူးဘာကြောင့်မဖြစ်နိုင်တာလဲဒီပြဿနာတွေကြုံရမှာပေါ့ပြဿနာကြုံတာကြောက်မှာတော့ဘာမှမလုပ်နဲ့အဲ့ရပေါ်မှာပဲနေတော့အဲ့ရထဲမှာနေတော့မှသွေးတက်ပြီးတော့ဒီမှာပြက်သွားနိုင်တယ်ပြောလို့မရဘူးသူပြဿနာအမျိုးမျိုးလာတတ်တာလေနော်ဒါဆိုရင်သင်ရဲ့ဘဝတတ်တာထဲမှာသင်ရဲ့အတွေးခေါ်ဆိုတဲ့နေမြေနေနမိတ်ကိုအနာယူတတ်ဖို့ရန်အတွက်လိုအပ်တယ်ဟာလေလုယာဒါဝိဒ်ကဂေါလိယက်ကိုနိုင်တယ်ဆိုတဲ့အရာကအတွေးခေါ်ကနေစတာစစ်တနတ်တက်တဲ့သူတွေအကုန်လုံးကမနိုင်ဘူးလို့ပြောတယ်သူကနိုင်တယ်ဆိုတာစတွေးတယ်ဒါဆိုသင်ရဲ့အနာဂတ်ကိုပြောင်းလဲဖို့ရန်အတွက်သင်ရဲ့အတွေးခေါ်ကိုအရင်စပြောင်းလဲရမယ်သင်ရဲ့စီးပွားရေးကိုပြောင်းလဲဖို့ရန်အတွက်သင်ရဲ့အတွေးခေါ်ကိုအရင်စပြောင်းရမယ်သင်ရဲ့မိသားစုကိုပြောင်းလဲဖို့ရန်အတွက်သင်ရဲ့အတွေးခေါ်ကိုအရင်စပြောင်းလဲရမယ်မိသားစုထဲမှာငါဖခင်ကဘယ်တော့မှမပြောင်းလဲဘူးလို့တွေးသမျှဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးသင်ရဲ့အတွေးခေါ်မှာငါရဲ့ဖခင်ကပြောင်းလဲမယ်ဆိုတဲ့အရာကိုယုံကြည်ခြင်းနဲ့မြင်တတ်ရမယ်ငါရဲ့ဇနီးတွေကဘုရားထဲမှာမသွားဘူးပဲပြောရင်ဘယ်လိုသွားတော့မလဲသင်ကယုံကြည်ပြီးဆိုရင်အဲ့ဒီသင်ရဲ့ဇနီးတွေကပါအဲ့ဒီယုံကြည်ခြင်းထဲမှာထက်ချက်မကွာအတူရှိလာမှာဖြစ်တယ်ဟာလေလုယာ